Hello မင်္ဂလာပါ HKKTI မှာထုံးနေကနေဆိုပါတယ်ကျွန်တော်ဒီနေ့ဒါလဲ order 5လုံးပေါ့လေ5လုံးဆင်နေတာပါ live 450A second ဆင်းနဲ့ဆင်တယ်သူရဲ့ပေါက်ပုံစံလေးရတော့ဒါမျိုးလေး solar controller ပါမယ်တွင်းမှာ solar controller ထည့်ထားတယ်ကျွန်တော်ဒါဆင်လို့တော့ပြီးပေါ်ကနေပြီးတော့မှ DTA 1600တင်မယ်ဒါလေးပြင်ဆင်ထားတယ်ပေါ့ပြင်ဆင်ထားတဲ့အလုံးလေးတွေသုံးမဲ့ PS မဲ့ကတော့ဒီလို BMS လေးတွေသုံးမယ်ပြီးရင် CA active balancer သုံးမယ်ဟုတ်ကဲ့ဒါလေးတွေကိုခုချိန်မှာမှာမယ်ဆိုရင်တော့အများကြီးနဲ့ရအောင်မယ်เนาะကျွန်တော်အရင်ရက်တည်းလည်းပြောခဲ့တယ်လုံးစီတစ်လုံးစီပုံမှန်ဝယ်နေရလိုရတဲ့ချိန်မှာဝယ်ရတဲ့ကိုမှဒီလိုချိန်မှာမှာတာကတော့အကောင်းဆုံးပဲဈေးကမတင်ထားလောက်အောင်ကိုမှအများကြီးနဲ့ရမှာကြောင့်မို့အဆင်ပြေမယ်ခင်ဗျဟုတ်ကဲ့အာမကန်တာတွေကိုမှကျွန်တော်6လပေးတယ်ဆင်မဲ့ဆေးကတော့ second ဆယ်ဒါပေမဲ့ဟောင်းဆိုပဲဒါပေမဲ့အကောင်းတယ်ပဲကျွန်တော်ဆင်ပေးတယ်အာမကန်လည်းအပြည့်အဝပေးတယ်ကျွန်တော်အာမကန်6လပေးတယ်ပေါက်ဒီဇိုင်းဒါပေါက်ဒီဇိုင်းပေါ့နော်ဒါတော့ပေါက်ဒီဇိုင်းနောက်ဘက်မှာ fan ပါမယ်ခင်ဗျဟုတ်ကဲ့ဒါတော့ easy power station DC power station ဆင်မယ်ဆိုရင်လည်းတော့မှာဒီရဲ့ဘိုင်းတွေမှာstation design လေးတွေကိုမှကျွန်တော်တက်နိုင်ဆုံးစုံအောင်စုထားပေးတယ်ဒီဘက်မှာလည်းရှိသေးတယ်ခင်ဗျဟုတ်ကဲ့ကြိုက်တဲ့ design နဲ့မှာယူလို့ရတယ်မှာယူမယ်ဆိုရင်တော့ CN တဝက်ကျွန်တော်ကြိုယူပါတယ် CN တဝက်ယူပြီးတော့မှဆင်ပါတယ်ခင်ဗျဟုတ်ကဲ့ဆင်ပြီးပြီဆိုရင်ကားကြီးကနေတင်ပြီးတယ် Ryan နဲ့အပ်ပြီးတယ်အေးရောက်ငွေချီရတော့မရဘူးခင်ဗျ CO တွေလုံးဝမရပါဘူးခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်မှာယူမယ်ဆိုရင်6919 615ပိုက်ပါလေးမှာဆက်သွယ်ပြီးတော့မှမှာယူလို့ရပါတယ်ခင်ဗျဟုတ်ကဲ့